အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် passport pattern 2ကိုလက်စီ IT square ကိုကျွန်တော် MRT ရထားနဲ့တွားမှာဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့ဘူရာကတော့ကျွန်တော်အသစ်တိစောက်ထားတဲ့ content အဖြစ်ပေါ့မြေတာဘူရာရုပ်သစ်ကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့စီးရမယ်လက်ထားဝယ်လာတယ်ကနေကျွန်တော်တို့လက်စီပါတီကိုတက်စီ42ပတ်ပေးရပါတယ်
ရှေ့မှာကျွန်တော်ဆင်းရမယ်လက်စီပူရာရောက်ပါပြီ